အဲ့တော့ကောကိုင်ကနေပြီးတော့မှဒီနေ့ကကောကိုင်ရင်းနေကနေပြီးတော့မှခေါ်ရခံရင်းနေထိအရင်လာကြည့်မယ်အဲ့တော့အရင်ဆုံးအတန်အတွက်ကိုလိုက်မှတ်မယ်ကောကိုင်အနွားကောကိုင်အနွားကောကိုင်လို့ဖတ်တယ်အနွားဆိုတာဖတ်တယ်ကောလို့အဲ့တော့ကောကိုင်အနွားကောကိုင်ကိုကောလို့ဖတ်တယ်ကိုင်ဆိုတာတော့ကြက်ကောဆိုတာတော့မြန်မာအဲ့ခါမှာဆိုကကြီးနော်ထိုင်းနေရကြတော့ကောခေါ်ဟောငေါအဲ့လိုသွားတာမြန်မာကကြတော့ကခဂဂငအဲ့လိုမျိုးသွားတာမျိုးပေါ့နော်အဲ့ဒါဆိုသူ့ရေးနည်းလေးကြည့်ရအောင်သူ့ရေးနည်းကကြတော့ထိုင်းမျိုးစရတဲ့ခါကျရင်ဒီအောက်ကနေစဆွဲမယ်အောက်လေးကနေပြီးတော့တန်းဆွဲမယ်ပြီးရင်သူကကြက်နှုတ်တီးလေးလိုမျိုးဆွဲမယ်ပြီးရင်အောက်ကိုတန်းလေးဆွဲချမယ်โอเคရေးလေးပြန်ကြည့်ကြအောင်အကယ်၍ဒါနှစ်ကြောင်းမြင့်ပေါ့ဒါနှစ်ကြောင်းမြင့်ဆိုလို့ရှိရင်သူ့ကိုအောက်ကနေတန်းလေးဆွဲမယ်ပြီးရင်ဒီနားလေးမှာကြက်နှုတ်တီးလေးလိုမျိုးပြီးရင်အောက်ကိုတန်းလေးဆွဲချမယ်သူ့ကောကိုင်လို့ခေါ်တယ်ကောကိုင်စကားလုံးတေးသေးလေးရေးမယ်ဆိုလို့ရှိရင်လည်းဒီလိုလေးရေးလို့ရတယ်ကောကိုင်အနွားကောကိုင်အနွားကောကိုင်ကိုကောလို့ဖတ်တယ်ဟုတ်ပြီနော်နောက်တစ်လုံးသွားရအောင်နောက်တစ်လုံးကခေါ်ခိုင်သူ့ရဲ့အတန်တုံးကကြတော့အမြင့်တန်ခေါ်ခိုင်အနွားခေါ်ခိုင်အနွားခေါ်ခိုင်ကိုခေါ်လို့ဖတ်တယ်ခေါ်ခိုင်အနွားခေါ်ခိုင်ဆိုတဲ့စကားလုံးကတော့ဥကိုပြောတာခိုင်ဆိုတဲ့စကားလုံးကဥကိုပြောတာအဲ့တော့ထိုင်းကြီးမှာဒီလိုအဝိုင်းလေးရနေပြီးတော့စရတဲ့ခါကျတော့အဝိုင်းလေးဝိုင်းမယ်ဒီလိုမျိုးလေးဝိုင်းမယ်ပြီးရင်အောက်ကိုတန်းလေးဆွဲချပြီးရင်အပေါ်တက်အဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်အပေါ်ကိုတန်းလေးတက်သူ့ကိုခေါ်ခိုင်လို့ခေါ်တယ်ခေါ်ခိုင်အနွားခေါ်ကောကိုင်ခေါ်ခိုင်နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးကကြတော့ခေါ်ခวดအနွားခေါ်ขวดကိုခေါ်လို့ဖတ်တယ်အဲ့တော့ခวดဆိုတဲ့စကားလုံးကတော့ဘူးနဲ့ပလင်းနဲ့ကိုပြောတာခวดဆိုတဲ့စကားလုံးကဘူးနဲ့ပလင်းနဲ့ခေါ်ขวดရေးနည်းကြတော့သူကခေါ်ขวดရေးနည်းလေးကြတော့အဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်အပေါ်ကိုဒီလိုမျိုးလေးဆွဲစကလုံးတေးသေးလေးဆိုလို့ရမယ်ဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်အပေါ်တန်းလေးတက်ဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်ပေါ်ကိုတန်းလေးတက်ပါမယ်သူ့ကိုခေါ်ขวดလို့ခေါ်တယ်ခေါ်ขวดအနွားခေါ်ကောကိုင်ခေါ်ခိုင်ခေါ်ขวดနောက်တစ်လုံးကကြတော့ခေါ်ควายအနွားခေါ်ควายကိုခေါ်လို့ဖတ်တယ်ควายဆိုတဲ့စကားလုံးကတော့ကျွဲပေါ့ခေါ်ควายကတော့ကြတော့သူမြန်မာအိတ်ခါမှာဆိုရင်ခအတန်လေးနဲ့တူတယ်ခေါ်ควายရေးနည်းကြတော့အဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်အပေါ်ကနေအောက်ပြန်ဆွဲအဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်အပေါ်ကနေပြီးတော့အောက်ကိုဒီလိုမျိုးလေးပြန်ဆွဲဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်ဒီလိုမျိုးလေးခေါ်ควายဟုတ်ပြီနော်သူကခေါ်ควายကောကိုင်ခေါ်ခိုင်ခေါ်ขวดခေါ်ควายต่อไปနောက်တစ်လုံးကကြတော့ခေါ်คุณခေါ်คุณอ่านว่าခေါ်คุณကိုခေါ်လို့ဖတ်တယ်ခေါ်ဆိုတာကြတော့လူခေါ်ခွန်းကညီမခံမှာဆိုရင်ခအတန်နဲ့တူတယ်အဲ့တော့ခေါ်ခွန်းရေးနည်းလေးကြတော့အဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးရင်အောက်ကိုပြန်ဆွဲချဝိုင်းလေးဝိုင်းမယ်အောက်ဆွဲချမယ်ပြီးအောက်ကိုဒီလိုတန်းလေးဆက်မယ်သူ
တူคอคุณလို့ခေါ်တယ်คอคุณอ่านว่าคอคุณอ่านว่าคอคุณကိုคอလို့ဖတ်တယ်เขาเปลี่ยนพันจิไหมกอไก่ขอไข่ขอขวดคอควายคอคุณไหนน่าลงจริงน่าลงจังแล้วคอระคังคอระคังอ่านว่าคอระคังแต่คอလို့พัดတယ်ระคังสุราคังลังระคังคังลังคอระคังยีเนี่ยจังแล้วเอาไว้รีไว้ไหมเอาเสื้อชาไหมนี่เอากูเปลี่ยนเสื้อไหมเห็นจริงไหมไว้รีไว้ไหมเอาเสื้อชาไหมဒီလိုပြန်လိုက်မယ်သူ့ကိုခေါ်ရခံလို့ပေါ့ခေါ်တယ်နောက်ထပ်ပြန်ဖတ်ကြည့်မယ်กอไก่ขอไข่ขอขวดคอควายคอคุณคอระฆังกอไก่ขอไข่ขอขวดคอควายคอคุณคอระฆังအဲ့လိုမျိုးလေးကြက်ကြည့်မယ်ပြီးတော့ကြတော့အဲ့လိုတနေ့ကို9လုံးဖြစ်ဖြစ်ပေါ့ဒီနေ့ကို9လုံးဖြစ်ဖြစ်ပြန်ကြက်မယ်အဲ့တော့ခေါ်ရခံထိပဲရေးမှတ်လိုက်မယ်နောက်ခါကြလို့ရှင်ကြတော့ငုံကနေပြီးတော့ short ကရှေ့ထိပြန်နေပေးပါမယ်ဒီလိုမတက်တဲ့စကားလုံးတွေရှိလို့ရှင်ပြန်ပြီးနော်